ငါတော့မသိနိုင်ပါအချိန်ပြည့်တွေ့ထားတယ်လမ်းခေါ်လိုက်ပဲလို့ချိန်မျိုးဆိုမင်းလေးလာရောက်လာမယ်လို့မင်္ဂလာပါထရရှာလေးရဲ့ဖေနဲ့အမေပေါ့အခုလောလောဆယ်တော့ထရရှာလေးရဲ့ SKD မှာ pre-KG တက်နေတယ်အခုတော့သူတို့ကဒီ summer ပိတ်တယ်ပေါ့နော်ဆိုတော့ဒီတို့ကဒီဘာဖြစ်လို့ဒီမှာ SKD ကျောင်းကိုရွေးချယ်ပြတယ်လဲဆိုတော့ကျောင်းတွေကတော့အများကြီးရှိပါတယ်ကျောင်းတိုင်းသူ့လီသူ့ဟန်နဲ့တော့အားလုံးကတော့ကောင်းမွန်ကြပါတယ်အဲဒီတို့ treasure လေးမမွေးခင်ပါနော်ကျောင်းနေအများကြီးလိုက်ကျွေးတယ်အများကြီးပဲတော့ပါနော်ကျောင်းနေကျောင်းတော်များလိုက်ကျွေးပြတယ်မွေးပြီးတယ်ဟိုပြတူဟိုလောက်မှ2နှစ်ကျော်3နှစ်လောက်မှ3နှစ်လောက်မှပေါ့နော်တကယ်ဟို SKD နဲ့တွေ့သွားတဲ့အချိန်မှာဒီတို့ကျောင်းအရင်သွားကြည့်တယ်လေ့လာတယ်ကျောင်းရဲ့ဒီကျယ်ဝန်းတဲ့ပုံစံနောက်ပြီးတော့ဟိုခလေးလေးတွေအတွက်လေဟို science တွေလည်းပါတယ်ဒီဆရာမတွေလည်းဒီဆရာမတွေရောပေါ့အရင်နွေ့ထွေးရှိပြီးတော့ဟိုစာသင်တဲ့ပုံစံတွေလည်းကြိုက်တယ်ပေါ့နော်အဲ့ဒါနဲ့ပဲကိုရီလည်းဒီ SKD ကိုရွေးချယ်ပြခဲ့ရပါဟုတ်သူပထမဆုံးကျောင်းပို့တော့ဘယ်လိုဖြစ်လဲကားပေါ်မှာလေကျောင်းလိုက်ပေါ့သူကားပေါ်မှာဆိုလို့ရှိရင်အများနဲ့ကြိုဆောင်ခိုင်းတယ်ပေါ့ဒါတော့လမ်းပါပေါ့ရောက်ဝိုင်းတော့ပထမတစ်ပတ်လောက်တော့ဟုတ်တယ်ဟိုဖြစ်တယ်နော်ငိုတယ်ဒါပေမဲ့နောက်ပိုင်းတော့လည်းအဆင်ပြေသွားပါတယ်ပထမပိုင်းပေါ့ရှားကလေးလည်းအလိုပါမိဘတွေကတော့ဟိုကိုခလေးဝင်သွားရှင်ငိုရင်တော့နည်းနည်းလေး emotional ဖြစ်ကြတာပေါ့နော်ဒါပေမဲ့လည်းသူတို့ကပေအထဲမှရောင်ပျော်ကအမေတော့လှက်မကြည့်တော့ရောက်ချင်းတစ်ချက်ပဲသူတို့တကယ်ချင်းတွေဆီယမတွေကလည်းနွေးထွေးနဲ့ကြိုဆိုပေးကြတယ်ဟိုအကုန်လုံးကလေအရင်လည်းဂယုစိုက်ကြတယ်ပြီးတော့သူတို့ရောက်တာနဲ့သူတို့လည်းပျော်သွားပေါ့အခုကတော့မိသားစုဘဝရောပေါ့ကိုယ့်ရဲ့ဒီအမှုပညာအလုပ်ကိုနှစ်ဖက်စလုံးကိုတော့မျှအောင်လုပ်ဖို့ကလည်းခက်တယ်ပေါ့နော်အဲဆိုအခုမှသားလေးမွေးထားတာလည်း9လပဲရှိသေးတယ်ဆိုတော့သားလေးကိုလည်းတစ်ဖက်ကထိန်းချောင်းနေရတယ်ပေါ့နော်ငယ်သေးတဲ့ခါကျတော့လေလာသားလေးပဲရှိသေးတယ်ဆိုတော့သမီးလေးရဲ့အကြောင်းပညာရေးကိစ္စလေးလည်းရှိရဲဆိုတော့အခုဆိုရင်ဒါဟိုမိသားစုမှာလည်းကလေးက2ယောက်ဖြစ်သွားပြီဆိုတော့အရင်တော့1ယောက်တည်းဆိုတော့နည်းနည်းလေးဘာဖြစ်တာပေါ့နော်အခုကျတော့ကိုကအငယ်ကိုကြည့်တဲ့အချိန်သူ့ဖေကအကြီးလေးကိုလုပ်ပေးရတယ်အဲ့လိုပေါ့နော်အချိန်လေးတွေခွဲပြီးတော့လုပ်ရမျိုးလေးတွေရှိရဲချိန်လဲပိုတော့ပေးရတာပေါ့နော်ဆိုတော့အနုပညာအလုပ်တွေကလည်းဒီကအဲ့လိုပေါ့တချင်းလေးတွေပေါ့အချိန်ရတဲ့ချိန်ပေါ့ကိုရဲ့တချင်းလေးတွေကိုပိုင်တချင်းလေးတွေပြန်ထုတ်သွားဖို့အစီအစဉ်ရှိပါတယ်ဇက်တိုက်ကတော့ထွက်သွားမှာလို့လဲဆိုတော့ဟိုဒီသားလေးကိုဝင်ရှိနေတဲ့အချိန်တွေတုန်းကလည်းတချင်းတွေတွင်းထားခဲ့တာလေးရှိရဲဆိုတော့လေအဲ့လိုမျိုးလေးတွေတော့လုပ်ဖြစ်နေပါတယ်တချင်းလေးတွေပေါ့ဟုတ်နောက်ပိုင်းကျရင်တော့သားလေးနည်းနည်းလေးကြီးသွားရင်တော့တချင်းလေးတွေပို့ထုတ်ဖြစ်မှာပေါ့နော် balance မျှသွားအောင်တက်နိုင်တဲ့လောက်တော့စူးစမ်းသွားပါမယ်လို့ဘာဖြစ်ကိုကဒီနုပညာလောက်ကလည်းတက်လုံးလောက်လာခဲ့တာဖြစ်တယ်နောက်ပြီးတော့ဒီသားနဲ့သမီးရဲ့အမေကလည်းနုပညာရှင်တယောက်ဖြစ်တယ်ဆိုတာကိုလည်းသူတို့ကိုလည်းကြီးလာရင်ခုံယူစေခြင်းတယ်ဆိုတော့ကြောင့်မလို့အလုပ်ကတော့ဆက်လုပ်ဖြစ်အောင်ပါခုကတော့ကိုနဲ့လိုက်ဖက်တဲ့တခြင်းအဲ့လိုပေါ့ကိုယ့်ရဲ့ပုံစံတွေကနေပဲအခုစန်နီမြွန့်လင်ဆိုလို့ရှိရင်စန်နီမြွန့်လင်လို့မြင်ထားတဲ့တခြင်းပုံစံတွေကနေပဲဒီခင်းနဲ့လိုက်ဖက်တဲ့ music တွေခင်းနဲ့လိုက်ဖက်တဲ့ creation တွေနဲ့ပဲပေါင်းဆက်ပြီးတော့ဖန်တီးသွားမှာပါ